သားအာလူကိုအယောင်စင်းလှလှနဲ့အနှစ်တကြလေးဖြစ်အောင်တူတူလိုက်ချက်ကြည့်ကြမယ်စားစနွင်းနဲ့ထားတဲ့ဓာတ်ပေါက်ချက်တွေကိုအနံလေးပုံမှေဖို့မဆလာလေးအနှဲငယ်ထည့်ပြီးတော့အရင်နှက်ထားပေးပါမယ်အရင်ဆုံးစီပူလာရင်ကရဝေးရွက်အနှဲငယ်နဲ့မဆလာနည်းနည်းကိုစီတက်အနံလေးမွေးအောင်လို့အရင်စီတက်ပေးပါမယ်ရှင်စီတက်နံလေးမွေးလာပြီဆိုရင်တော့ကြက်သွန်လေးကြိတ်ထားလေးကိုထည့်ပြီးတော့အနှစ်ချက်ပါမယ်ဒီနေရာမှာဟင်းရောင်လာဖို့စနွင်းမှုန့်နဲ့အယောင်တင်မှုန့်လေးကိုထည့်ဖို့ကလည်းအရေးကြီးပါတယ်ရှင်ဒါမှမြန်မာဟင်းတစ်ခွက်ကအယောင်လှလှလေးနဲ့စားကျင်စပွဲလေးဖြစ်နေမှာပါကျမကတော့ဒီနေရာမှာငန်းပြားကြီးလေးပါထည့်ပြီးတော့စီတက်ပေးပါတယ်ဟင်းနှစ်ရဲ့အရသာပိုပြီးကောင်းစေလို့ပါကျက်သွန်လေးတွေခြောက်ပြီးတော့ဟင်းစီတက်နဲ့လေးမွေးလာရင်တော့လုံးဝတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့မှုပေးပါမယ်ရှင်ဒီနေရာမှာလေးရေလုံးဝမထည့်ပဲနဲ့ကြက်သားတွေကထွက်လာတဲ့အရေးနဲ့ပဲခက်ကြကြလေးလုံးပေးထားပါနော်ကဲအယောင်လေးဘယ်လောက်လှလဲတွေ့လားကြက်သားလေးတွေအပေါ်အကျော်တင်းပြီဆိုမှရင်နွေးလေးထည့်ပြီးတော့ဟင်းလေးကိုဆက်တည်ပေးပါမယ်ရှင်ဒီနေရာမှာလေးရိုးရေမထည့်ပဲနဲ့ရင်နွေးကိုထည့်တာဟင်းအနှစ်ကိုမမြန်ကျစေပြီးတော့ဟင်းကိုလည်းမတိုးလွယ်စေပါဘူးရှင်ဓာတ်ပေါက်ချက်ကိုသုံးတာလို့အသားနုအောင်လို့နည်းနည်းတော့ကြာလေးတည်ပေးရပါတယ်ပြီးရင်တော့လိုသလိုလှီးဖြတ်ထားတဲ့အာလူလေးတွေကိုပါထည့်အရသာအတွက်ကတော့စားချုံမုံလေးပဲနည်းနည်းထည့်ထည့်ထားပါတယ်ပြီးရင်တော့အာလူတွေနူးတဲ့အထိဆက်ပြီးတည်ထားပေးပါနော်နည်းလောက်ဆက်တည်ပြီးသွားရင်တော့အာလူလေးနူးမနူးစမ်းကြည့်ကြမယ်ကဲအာလူလေးနူးပြီဆိုတော့အရသာအပေါ့ငံမြည်ပြီးမျိုးကိုဝါချလို့ရပါပြီရှင်ကဲဒါဆိုရင်တော့မဆလာနာလေးမှုေးနေတဲ့ကြက်သားအာလူစီပြန်လေးတစ်ခွက်ရပါပြီလိုက်ချက်စားကြည့်လိုက်အောင်နော်ဘိုင်